ဒီအားလုံးပဲမင်္ဂလာပါကျွန်တော်မနာမည်ကတော့မျက်စာလင်းလာပါဒီနေ့မှာတော့လူစုသွားချမှာဖြစ်ပါတယ် let's go အရင်ဆုံးသူ့ရင်သွားမယ်ကဲငါလည်းလိုက်ခဲ့ဟောငါတို့ဒီစုပါငါချတဲ့ငါချချင်နေအေးလာမင်းချချင်တာငါသိပါတယ်ဟိုယောက်ျားလေးကိုငါခေါ်လာမယ်ကဲရောက်ရင်ငါတကူအခုညီတောင်းတာဒီလိုငါလူတို့ခေါ်မလို့မင်းလိုက်ခဲ့ပါနော်အေးလိုက်ခဲ့မယ်အေးငါလိုက်ခဲ့ပြီနော်လာကဲဆုံးငါဟိုညီကိုနေအောင်ခေါ်မယ်အေးပြရခေါ်လိုက်မင်းတို့ကောင်းနေပြေးကြသေးရပါကွာဘာလို့နဲ့ဘာကောင်နဲ့တွေ့ချင်ပြီလဲဒီတော့ကွာဟောရိတ်ချနေကြပြီငါသူတို့ငါမြားရောက်ပြီဟာငါမကြည့်ဘူးလောင်းနေဟာဟဲ့ရေရရှိလောက်ရရေရရှိတော့ပြီရေအရာရေရရှိရေကိုတိုးကြည့်ရတယ်ဟဲ့ရောရေငိုင်းလာနေပြီရဲ့ငါကြောက်ဖြစ်တာဘယ်ရလဲတော့ဘယ်ရောက်လဲကျွန်တော်အဆုံးသေးအာငါအိမ်မက်နေရပဲဟုတ်တယ်ကောင်မဟုတ်လဲငါဟိုဟာပြည့်ရမယ်ညုံပြည့်လိုက်မယ်ကွာ3 2 1ဟိုအိမ်ဒီပြူကြောင်လို့ရမှာယောမိုက်တယ်ဘူးရောက်ပြီကဟောဟိုမှာကျန်ပြီးမပြူကြတာမိုက်တယ်နော်ရောက်ကြီးလေလောက်တာတော့မဟုတ်ပါဘူးဒီကပြူကြအောင်လုပ်တယ်ယောအော်ပြူကြနော်ကဲအဲ့လိုပဲဒီဗီဒီယိုလေး subscribe like လုပ်ပြီးလုပ်ပြီးကြပါဦးလုပ်ပြီးကြပါဦးအဲ့လိုပဲဒီထက်ကောင်းတဲ့ဗီဒီယိုလေးအများကြီးလုပ်ရပါတယ်အဲ့ပဲတဒါ